ကျွန်တော်က3000လွှဲရုံနဲ့ကိုကြီးကကျွန်တော်10သိန်းပြန်လွှဲပေးမှာဟုတ်ကဲ့ခဏနေအောင်လွှဲလိုက်မယ်နော်ဖုန်းနံပါတ်က620 620ခုနှစ်လေးဟုတ်တယ်လေလွှဲမယ်နံပါတ်ကိုကြီးပြောတာ683ည okay ကို sorry 683ညပြီးတော့ခုနှစ်လေးညာ714ကို714ဘာကြီးတော့အဲ့ဒါခွန်တစ်လေး okay ကိုခွန်တစ်လေးပြီးတော့83ည323ည3 83ည3 8680680နှစ်တဲ့3ည3ညတဲ့680တဲ့3000လွှဲနေကိုရ10သိန်းပြန်ထည့်ပေးမှာဟလား3000လွှဲ10သိန်းပြန်ထည့်ပေးမှာအဲ့ဆိုဟိုလောက်လိုက်လေဗျာကိုကြီးကကျွန်တော်9သိန်းပဲလွှဲပေးကိုကြီး3သိန်းယူထားလိုက်ဗျာ3သိန်းယူထားဆိုတော့ကိုကြီးကလိန်နေဆိုလိန်နေလို့ပြောလိုက်ကျွန်တော်2000လွှဲပေးမှာကျွန်တော်စေတနာနဲ့2000လွှဲပေးမှာတကယ်ကျွန်တော်အဲ့လိုလွှဲပေးမှာကိုကြီးကို2000အလကားမဟုတ်လွှဲပေးမှာဟဲ့တတိရှင်လာခဲ့လိုက်မာကရက်တိုင်းကတော့ပေါ့လားလာလိုက်မြန်မာနိုင်ငံ6ပိုင်းက